ငါပါ channel ပြန်နေကြလို့ပါတယ်အခုကျွန်တော်ဝက်တန်စုကအပေါ်ကိုရောက်လာပြီပေါ့နော်ရောက်လာပြီအပေါ်ကိုရောက်လာတဲ့အချိန်မှာအရင်ဆုံးဒါတက်လီကားတဲ့ချင်းပဲချမ်းဒါပဲချမ်းအောက်ကကျူကင်းနေပြီပါနော်အဲဒီမှာကျွန်တော်တို့စင်ရုပ်တွေရဲ့အပေါ်မှာကြားနဲ့မင်းနေကြားမင်းနေပေါ့နော်တက်ထားတာအားမျိုးတွေ့တယ်ညာဘက်မှာတော့ဝက်ပေါ့နော်ဖျားကြောင်ထိုင်းလို့ဆိုတော့ဝက်ဖျားကြောင်တစ်ခုတွေ့တယ်အကောင်လုံးဖက်နဲ့စီးလို့ရတယ်နော်ကျွန်တော်ညီမပြောလို့မဟုတ်ဘူးအဲဖျားကြောင်ကိုတက်မှပဲဖက်နဲ့ချော်ရတာပေါ့ဥမာကျွန်တော်ဒီဖျားကြောင်ကိုစိတ်ဝင်စားတယ်တက်ချင်တယ်ဆိုဖက်နဲ့ချော်ရင်းမြင်တော့ဘောကတော့ဖက်နဲ့စီးလို့ရတာပေါ့နော်အဲဒီထဲမှာရှေ့ခေတ်လက်ရည်ရှိတယ်ကျွန်တော်ပြီးတော့မှဒီခါကိုသိသိ shot တခုရိုက်ပြပါမယ်ဟိုတော့ကျွန်တော်အဲ့နေဝင်လာတယ်ဝင်လာပြီဟိုမှာပင်ရိပ်လေးတွေရှိတယ်ဗျဒီမှာပေါ်ရောက်တော့လေနည်းနည်းမောတတာပေါ့ဗျပင်ရိပ်လေးရှိတယ်ဒီမှာတော့နာမည်ကြီးနေတဲ့ချင်းဖက်ရှင်နာဘူးရဲ့ဝတ်တန်ဆိုတာရဖြစ်ပါတယ်ဝတ်တန်ဆိုတာလို့ခေါ်ပါတယ်ဖက်ရှင်နာဘူးဒီမှာနာမည်ကြီးရဲ့အရာတစ်ခုတည်းဖြစ်ပါတယ်ဝတ်တန်ဆိုတာဒီကွာလည်းခီးသွားရတော်တော်များလာကြတယ်ဗျနော်ကျွန်တော်အချူတွေတွေ့တယ်ယူရီးယားတွေကတော့အများဆုံးတွေ့တယ်ဒါတော့ပြီးတော့အခြားဒီမျိုးတွေကိုရီးယားတရုတ်ဒါပြည့်အဲ့လိုမျိုးတွေတွေ့ပါတယ်ပြီးတော့ကျွန်တော်ဒီရုပ်တုကြီးကနေဒီထိုင်တော်မူရုပ်ပွားတော်ကြီးကနေကျွန်တော်ထပ်ပြီးရှေ့သွားရင်သူ့ရဲ့အောက်မှာလည်းကျွန်တော်ရွှေသင်္ကန်းကတ်လို့ရတယ်ထိုင်တော်မူရုပ်ပွားတော်ကြီးရဲ့အောက်မှာပေါ့နော်ရွှေသင်္ကန်းကတ်လို့ရတယ်ဘုရားတွေရှိတယ်ပြီးတော့ဥဒိဘွားရုပ်တွေတွေ့ရတယ်ပေါ့နော်ရွှေသင်္ကန်းနဲ့ကတ်နေကြတယ်နော်ဟိုရှေ့နေဆက်သွားလိုက်ရင်ဟောတဆူဝါနေကျွန်တော်ဒီရှေ့ကိုနည်းနည်းဆက်လာလိုက်လို့ရှိရင်ကျွန်တော်ဖျားเจ้าတော့တခုတွေ့တယ်ဂရင်းပေါက်လေးတွေပဲအပေါ်မှာသစင်းပေါက်လေးတွေအပေါ်မှာတစ်စက်မိတ်ပုံစံမျိုးလေးလှုပ်ထားပြီးတော့အဲ့တစ်စက်ပိတ်ကကျွန်တော်ရုပ်တုလေးဘုရားလက်ရာလေးဆိုတော့နော်အသေးစိတ်လှုပ်ထားတာကိုတွေ့ရတယ်ဥပမာဆိုပါစို့ကျွန်တော်ချက်ပြမယ်နော်ဒီမှာဆိုရင်ကျွန်တော်ဂရင်းပေါက်အပေါ်တစ်စက်မိတ်ပါတယ်ပုံလေးတွေလှုပ်ထားတာပေါ့နော်ဇမင်းကအဲ့ပုံလေးလောက်တာနော်တရားရုပ်စုကြီးဘာလေးညာလေးပေါ့နော်အဲ့လိုလေးလောက်ထားတွေ့ရတယ်ဒီစာဦးရဲ့ဒီလိုရှိတယ်ဒါဝတ်တန်ဆူဝါနေပြီးတော့ရှေ့ကိုနည်းနည်းလာတယ်သူ့ဘေးမှာဝတ်တန်ဆူဝါရဲ့အဖေးမှာလည်းဝတ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဘုံကြောင်တစ်ခုရှိတယ်အပြီးကျွန်တော်ဘယ်ဘက်ကိုရှင်းနဲ့လမ်းရှိတယ်အဲ့မှာခေါင်းလောင်းတီးကြတယ်ခေါင်းလောင်းလေးတီးကြတယ်ကျွန်တော်ပြီးတော့တီးအောင်မယ်နော်အဲ့ဆင်းနေလမ်းရှိတယ်ဒီဘက်မှာကဥဒ္ဒကုရှိတယ်နော်မောင်းရှိတယ်နော်အဲ့တော့ဒီအဲ့ပါဘူးဒါဝတ်တန်စုဝါကိုအပိုင်းနှစ်ကိုကျွန်တော်သင်ဆက်နေတာပြပါတယ်အဲဒီပေါ်မှာပေါ်တက်ပြီးတော့ခေါင်းလောင်းလေးတီးလို့ရတယ်ဒီခေါင်းလောင်းတီးတယ်နော်ဟုတ်လားအဲ့တို့ရိုးရ delay ပါဗျာဒီခေါင်းကောင်းတွေပြီးရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့သူတောင်းပြည့်တယ်ဗာညာပေါ့အဲ့လိုဖြစ်နိုင်တယ်များတယ်ဒါပြီးတော့ကျွန်တော်တို့ထိုင်းနေတော်များအဲ့ဒီဒါယုံကြည်ရှိတဲ့သဘောရှိတယ်တော်များပါနော်ဒါဝတ်တန်ဆူဝါရဲ့ကျွန်တော်ရောက်ရှိနေတဲ့အချိန်တွေကိုတင်ဆက်ခြင်းဖြစ်ပါတယ်ဒါဆိုရင်လည်းဟိုကလားဖျားနဲ့ပေါ့နော်ပိန်းနဲ့လက်ရုပ်စုကိုတွေ့ရတယ်ပန်းကုန်းနေတယ်ပေါ့နော်ဒါကဒါလည်းလည်းကြောင်ပြန်ချောင်းလာနော်နည်းနည်းလေးဒီဘိုက်ကတော့ရှိပါဗျကျွန်တော်ခမကြီးတော့10မိနစ်လောက်လုပ်မလားပေါ့စီစူးထားတယ်ဟောလည်းဝတ်တန်စုဝါတခုလည်းမဟုတ်ပဲနဲ့ချားကျွန်တော်ရှူခင်းလေးတွေလည်းနည်းနည်းရိုက်ပြခြင်းနဲ့ရှင်လူရှိလို့ပါโอเคဟုတ်ပြီကျွန်တော်ဒီကနေဝတ်တန်စုဝါကိုတက်ပြီးတဲ့ချိန်မှာကျွန်တော်ရှူခင်းလေးတွေရိုက်ပြမယ်နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဝတ်တန်စုဝါလည်းအပေါ်ကနေကျွန်တော်ရိုက်ပြတာဟုတ်မှာမြင့်ကြီးရှိတယ်
အပတ်လေတောင်လန်းနေတာနော်ဒါတောင်လန်းနေနော်ပြောမှဆိုတောင်လန်းနေနော်အေးတယ်နေပူလေးထွက်လာတော့ပူတယ်ဒါပေမဲ့တောင်နေရဲ့ကြားထဲမှာရှိနေတယ်အေးတယ်ပေါ့နော်အေးတဲ့ဒီလေးတိုက်တယ်အေးတဲ့တော့နော်ဒါဝတ်တန်ဆူဝါရောက်ပါပြီခုနရောက်ခဲ့တာ130ရှိတဲ့သစ်ပင်ဖြစ်တယ်အခုကတော့ဝတ်တန်ဆူဝါကိုရောက်ပြီရောက်ချစ်တော့တင်ဆက်လိုက်တာဖြစ်ပါတယ်โอเคဒီနေ့ကျွန်တော်ထပ်ပြီးတော့ကချနာပူဒီမှာသွားစရာပုတ်တင်မားကတ်တွေရှိတယ်မှန်သလားတွေရှိတယ်အခြားနောက်ထပ်ကျွန်တော်တို့နောက်မှာရှိတဲ့ဒီစစ်တင်းချိုင်းလိုဟာမျိုးတွေရှိတယ်အဲ့ဒီဟာတွေကျွန်တော်သွားမယ်သွားပြီးတော့အဲ့ကြရလဲကျွန်တော် short ဗီဒီယိုတွေဆက်လက်တင်ပါပဲကျွန်တော် channel လေးကို like subscribe လုပ်တာဒီလိုလုပ်ထားပြီးပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်